နော်ဦးဇင်းတို့ရှိရိယပိဋကထာဂရမှာဘုရားလောင်းတော်ကောင်းကြီးတစ်ချိန်လုံးကအံ့ဩစရာကောင်းလောက်အောင်ကျင့်သုံးခဲ့တဲ့ဖြစ်စဉ်တစ်ခုရှိတယ်နော်အဲ့ဒီဘဝမှာဦးဇင်းတို့ဘုရားလောင်းကအလွန်တရာချမ်းသာကြွယ်ဝတဲ့နော်တတိမျိုးမှာလူသွားဖြစ်တယ်မိဘတွေကွယ်လွန်လေးစားရောက်သွားပြီဆိုတော့ဒီအိမ်ကြီးမှာအုပ်ချုပ်ပြီးတော့သူနေလာတယ်ပေါ့အလွန်မှလည်းပဲဉာဏ်ပညာထက်သန်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်ဒီဘဝဒီခန္ဓာဒီလောကရဲ့အကြောင်းကိုသူမှန်မှန်ကန်ကန်သိတယ်နားလေတယ်အထူးသဖြင့်တော့မတည်မြဲမှုနဲ့နှိမ့်ဆက်နေတဲ့လောကရဲ့ตายာပွဲရာမရှိဘုံကိုသူကောင်းကောင်းနားလေတယ်ပေါ့အဲ့ဒါနဲ့သူ့ရဲ့စိတ်ထဲမှာအမြဲတမ်းဓာတွေကိုစွန့်ပြီးတော့ယတိယဟန်ပြုပြီးတော့မြတ်တဲ့အကျင့်ကိုကျင့်သုံးဖို့ပဲစိတ်ဝင်စားရတယ်အဲ့ဒါနဲ့သူအမြဲတမ်းစဉ်းစားတယ်ငါတော့ဓာတွေကိုစွန့်ခွာပြီးတော့သွားတော့မယ်ဒီတိုင်းသူစဉ်းစားတယ်နောက်တော့သူဘလို့စိတ်ကူးပေါက်လာတော့ဆိုတော့ငါကဓာတွေဒီလောက်ကြီးကျယ်တဲ့စီးစိမ်တွေကိုစွန့်ပြီးတော့ဒီလောက်ကောင်းတဲ့အလုပ်ကိုထွက်ပြီးတော့လုပ်မယ်ဆိုရင်လူတွေကငါ့ကိုအယံအထင်ကြီးပြီးတော့အယံတန်ဖိုးထားပြီးတော့အယံကောင်းတယ်လို့ထင်ကြလိမ့်မယ်ပူဇော်ကြလိမ့်မယ်ပတ်သားကြလိမ့်မယ်ငါနာမည်တွေလည်းအယံကြီးသွားလိမ့်မယ်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီအနေထားကြီးကိုငါမကြိုက်ဘူးတဲ့ဟုတ်လားအဲ့ဒါနဲ့ဘာလုပ်တုံးဆိုတော့အဲ့ဒီပစ္စည်းဥစ္စာတွေကိုဒီတိုင်းပြစ်ထားခဲ့တာပြစ်ထားခဲ့ပြီးတော့ယတိလည်းမဝဲဘူးယတိဝဲရင်ဒါတွေပြစ်ပြီးတော့မြတ်သောအကျင့်ကိုကျင့်နေတဲ့လူဆိုတော့သူများကအထင်ကြီးလေးစားမှဆိုးလို့တဲ့ဟုတ်လားဘာလုပ်လဲဆိုတော့ဒီတိုင်းအဝတ်တထဲကိုတစ်ခုနဲ့ထွက်သွားတယ်မထွက်ခင်လေးမှာသူ့ရဲ့ရည်ရွယ်ချက်ကဘာလို့ဆိုတော့ငါဟာဟောဒီဘဝဟောဒီလောကမှာတွေ့ကြုံရတဲ့အကောင်းအဆိုးအမျိုးမျိုးသောလောကရန်တရားတွေကိုဘယ်အတိုင်းဓာတ်ဒီများငါခံနိုင်ရရှိမလဲဒါကိုငါစမ်းကြည့်ခြင်းတယ်ကောင်းတဲ့လောကရန်တွေနဲ့ပဲတွေ့မကောင်းတဲ့လောကရန်တွေနဲ့တွေ့အဲ့ဒီတွေ့ကြုံနေရတဲ့အခြေအနေဆိုးတွေကိုတတ်နိုင်တဲ့မြငါညီမြအောင်ထားကြည့်မယ်အဲ့ဒီအကျင့်ကိုငါကျင့်ကြည့်ခြင်းတယ်ဒါသူ့ရဲ့စိတ်ကူပါအဲ့ဒါနဲ့ရသိမွေဖို့နော်ဒီတိုင်းနော်ဝက်လက်စားအဝက်အစားနဲ့ပဲဒီတိုင်းထွက်သွားတနေရာမှာတညပဲနေတယ်တညပဲအိတ်တယ်တွေ့တဲ့နေရာမှာတောင်းစားဟုတ်လားနောက်အဲ့ဒီအဝတ်တွေကဆွေးသွားတဲ့ခါကျတော့အဆက်လုံယုံလေးလောက်ပဲအဲ့ဒီဝတ်စုပ်ကလေးနဲ့နေတယ်သူ့ကိုမထင်မဲ့မြင်ပြုတ်ပြီးတော့အရန်ဆင်းရဲတဲ့နေရာမှာမျိုးဆိုရင်သူ3-4ရက်လောက်တောင်နေတဲ့သူ့ရဲ့စိတ်ကိုဘယ်အတိုင်းတန်ထိခံနိုင်တယ်လဲဆိုတဲ့အတွေ့အနဲ့သူနေတာနောက်တော့အဲ့ဒီအဝတ်ကလေးဆွေးသွားပြီဆိုတော့ဘာလုပ်တော့ဆိုတော့တိရွက်ကလေးတွေဘာလေးတွေနဲ့အဆက်လျုံခါကိုပတ်ထားတချို့ကလည်းသူ့ကိုအယူကြီးလို့ပြောကြတာအဲ့ဒီလိုပြောတာကိုလည်းသူကဒါလောကရန်တရားတစ်ခုအနေနဲ့နားလည်ထားအဲ့ဒါကိုသူဘယ်လောက်ခံနိုင်ရင်ရှိမလဲဆိုတာကိုသူအမြဲတမ်းရှိတယ်နော်ဉာဏ်ပညာမဲ့လုံနေတာမဟုတ်ဟုတ်လားအဲ့ဒါနဲ့ဦးဇင်းတို့သူဘယ်လိုအနေအထားမျိုးကိုသူကမျှော်မှန်းတော့ဆိုတော့သူ့ကိုအယံအထင်သေးပြီးတော့နော်အကြီးအကျယ်မထေမဲ့မြင်ပြုတ်မဲ့နေရာကိုတောင်သူလိုက်ရှာတယ်တဲ့လောက်ထိသူခံနိုင်မလဲဆိုတာအဲ့ဒါနဲ့ရွာတရားရောက်သွားတဲ့အခါကျတော့အဲ့ဒီရွာကလေးတွေကတော်တော်ဆိုးတယ်လို့ပြောရတယ်အဲ့တော့ဘုရားလောင်းကသူကခတ်ရိုးရိုးခတ်အားကြီးဘာမှမတုံ့ပြန်တတ်တဲ့ပုံစံကြီးကိုစိုက်ကဖမ်းထားတာလူမြင်တိုင်းကစကျင်စရာနောက်ချင်စရာကြီးလည်းဖြစ်နေအဲ့ဒီအနေအထားမျိုးကိုတမင်ဖမ်းထားတာသူကအံ့ဩစရာပါပဲဟုတ်လားအဲ့ဒါနဲ့အဲ့ဒီရွာရောက်တော့အဲ့ဒီရွာကလေးတွေကအရင်ဆိုးတယ်အရင်နောက်ကျပြောင်းကျစကြပေါ့နော်အဲ့ဒါနဲ့အဲ့ဒီကလေးတွေကိုစတဲ့အခါကျတော့သူကမခံကျင်တဲ့အမူအရာလေးနည်းနည်းပြအိုးပြီးတော့စအောင်လို့ဟုတ်လားမခံကျင်တဲ့အမူအရာပြတော့ကလေးတွေကဘာတော့စတာအရသာရှိတာပေါ့အဲ့ဒါနဲ့ဒီခါတဲ့ဝယုံသုံးကနဲ့သူ့ကိုဝိုင်းပြီးတော့နောက်ကျပြောင်းကျစကြဟုတ်လားအဲ့ဒါနဲ့သူကကြွားလေးကနေတင်ချိုင်းကုန်းသွားတော့ကလေးတွေနောက်ကလိုက်လာအဲ့ဒါနဲ့ခုတကူနားရောက်တဲ့ခါကျတော့အဲ့ဒီလူကောင်းရုပ်တစ်ခုကိုခေါင်းခုလို့သူအိမ်နေအဲ့တော့ကလေးတွေကဘာလုပ်တုံးဆိုတော့စိတ်ကြိုက်စလို့ရတယ်ဆိုတဲ့ခါတတွေးတွေနဲ့ထွေးကြတာပေါ့နော်သူ့ရဲ့ခန္ဓာကိုယ်ပေါ့ချွဲကန်ချွဲတလိပ်တွေဟပ်ပြီးတော့လည်းထွေးကြအမျိုးမျိုးပြောကြအဲ့ဒါကိုသူဘလို့မှမတုံလောက်အောင်ကြိုးစားတော့အဲ့လိုမျိုးအဲ့ဒီနေရာမှာရက်ပေါင်းများစွာတော့သူကိုစော်ကားတာတွေနော်သူကိုအထင်သေးပြီးတော့အဲ့လိုအမျိုးမျိုးဆက်ဆံတာတွေကိုသူခံနိုင်ရှိအောင်ကြိုးစားနောက်တော့အပြောင်းလဲကဘလို့ဖြစ်လာတော့ဆိုတော့လူကြီးတွေကတွေ့တဲ့ခါကျတော့အော်ဒီလူကဘာမှလည်းမတုံ့ပြန်ဘူးဒီလူဟာတခက်သူတော်စင်ကြီးပဲမင်းတို့တော့ငရဲချတော့မှာပဲဒါကြောင့်သူတော်စင်ကိုဒီလိုမလုပ်ရဘူးဆိုတော့တခါတဲ့အကုန်လုံးတန်တန်ရှင်းရှင်းနဲ့အခမ်းအနားတွေနဲ့လူတွေအများကြီးဝိုင်းလာပြီးတော့ပူဇော်ကြတယ်ပတ်သားကြတယ်တဲ့ဟောအပြောင်းလဲကတစ်မျိုးဖြစ်သွားပြီနော်စောတရုံးကအကြီးအကျယ်နောက်နှောင့်ယှက်ဖြည့်ဆည်းနေတဲ့အနေအထားနဲ့အခုဘာဖြစ်တော့အကြီးအကျယ်ပူဇော်ပတ်သားတဲ့အနေအထားကိုရောက်တယ်အဲ့ဒီအနေအထားကိုလည်းဘုရားလောင်းကရကျင်တာပဲရကျင်တာကသူ့စိတ်ကိုသူခန္ဓာရည်ရှိအောင်လေ့ကျင့်မလို့ဟုတ်လားအဲ့ဒီအနေအထားကိုလည်းပဲသူ့စိတ်ထဲမှာမတုံ့လုံမှုမဖြစ်အောင်သူကြိုးစားတယ်
တော့စောတော်တုန်းကသူ့ရဲ့ပုံမှာမထင်မဲ့မြင်ပြုတာတွေအထင်သေးတာတွေနော်အခုသူ့ရဲ့ပုံမှာပြုတ်နေတဲ့ပူဇော်ပတ္တာတွေအထင်ကြီးတာတွေအဲ့ဒီနှစ်ခုကိုဒန်းတူထားနိုင်အောင်သူကြိုးစားတာတဲ့သူအဲ့လိုကြိုးစားနေတယ်လို့ဘေးကလူတွေကဘယ်သိမလို့ဟုတ်လားအဲ့ဒီဘဝကရသော်ဘုရားအလောင်းတော်ရဲ့အကျင့်ဟာစက်သီးမွင်းချင်းထเสียကောင်းလောက်အောင်ကြီးကျယ်တယ်ဟုတ်ဒါကြောင့်အဲ့ဒီဇတ်တော်ကိုမဟာလောမဟန္တာဇတ်တော်လို့ဒီလိုနာမည်ပေးတယ်ဘုရားလောင်းရဲ့နာမည်ကလောမဟန္တာမဟုတ်ပါဘူးစက်သီးမွင်းချင်းထเสียကောင်းလောက်အောင်စွန်းစွန်းတမန်ကြင့်ကြံကြိုးကိုအထုတ်ခဲ့လို့အဲ့ဒါကိုဘာလို့ခေါ်တော့နောမဟာလောမဟန္တာဇတ်တဲ့